တိတ်ဆိတ်ခြင်းကပညာပဲဒါကြောင့်မို့လောကအလယ်မှာရင့်ချက်ဖို့တေရရအောင်မယ်လေဒေါသမရှိဘူးဘယ်ဟုတ်ပါမလဲရှိတာပေါ့ရှိပေမဲ့လေဒီဒေါသကိုမထုတ်ပြနိုင်တာကပညာပဲမခံစားရဘူးတော့ဘယ်ဟုတ်ပါမလဲခံစားရတာပေါ့ခံစားရပေမဲ့လေမျက်နှာမှာမပေါ်လွင်အောင်ထိချုပ်နိုင်တာပညာပဲဝမ်းမနဲ့တက်တာဘယ်ဟုတ်ပါမလဲဝမ်းနဲ့တက်တာပေါ့ဝမ်းနဲ့ပြင်မဲ့လေလူတကာကိုလှုပ်ကြပြီးပြောပြမနေတာပညာပဲလူပဲခံစားချက်ကသက်ရှိနေတဲ့၍ရှိနေအောင်ပါပဲဘယ်လိုပညာသားပပဖော်ပြရမလဲဆိုတာပဲကြွာသွားကြတယ်ဖော်ပြလို့မထူးဘူးဆိုရင်ဒီလိုပဲအစင်ပြေအောင်ကျိတ်မိတ်ကြော်လာရမှာပဲဒေါသရှိတိုင်းထုတ်ပြရင်အိုပဲဒေါသကြီးတယ်ဆိုတဲ့နာမည်ရသွားမယ်ဘာကြောင့်ဒေါသတွေကြီးလဲဆိုတာပို့လဲသိကြမှာမဟုတ်ဘူးခံစားချက်တိုင်းထုတ်ပြနေရင်ကိုယ့်ရဲ့အားနည်းချက်လို့သိတာပဲအဖက်တယ်လေကိုခံစားရတာသူတို့ကပြေလဲအောင်လုပ်ပေးနိုင်တာမဟုတ်တာဝမ်းနေတိုင်းငိုပြနေရင်ကိုအားပြော့တာပဲသူသိရင်ဖေးမကူကြီးမှာထက်ဝေဖန်တဲ့လူတွေကခက်များများဆိုတော့နေတတ်အောင်နေမှနေပြောတဲ့ဘဝကိုရမှလူဖြစ်လာပေမဲ့လည်းဒီလူတွေနဲ့နေဖို့ဆိုတာတော်တော်လေးအထကြပြီရင့်ကျက်နိုင်မှတော့ကကြတယ်ဒီလိုရင့်ကျက်နေနိုင်ဖို့ဆိုတာလေတော်တော်လေးကိုခက်တာသိစိတ်နေနိုင်ဖို့ဆိုတာကတကယ်ပညာပါပဲလောကအလည်းရင့်ကျက်ဖို့တင်ရပါအောင်မယ်ဒီကြားထဲမှာတော့အတက်နိုင်ဆုံးသိစိတ်နေလိုက်ပါအခုဒီဗီဒီယိုကို share သွားလို့ရပါတယ်